အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဇလန်းလေးကိုမစတင်ခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒါဆိုရင်တော့ဇလန်းလေးကိုခုပဲစားလိုက်ကြအောင်ပါဘေးထန်းကတော့ကြည့်လို့ပါပြီလားဆိုပြီးရန်ရှိကိုမိကုန်းထုတ်လိုက်ပါတယ်ရန်ရှိကတော့နေဘူးတွေပြုံးနေနဲ့ငါနေကိုစိတ်ဝင်စားလို့ဆိုပြီးရှက်ကိုရှက်ကန်းနဲ့ပြန်ဖြေတယ်လေငါကပတ်စံရထားပြီးပြီလေအဲ့တော့အကောင်းဆုံးကြိုးစားပေးမယ်လို့နာနာကပြောတော့လူစိုးကြီးဆိုပြီးရန်ရှိတယောက်တအားကြီးရှက်နေပါတယ်ဒါဆိုလဲစားကြမယ်လေဆိုပြီးနှစ်ယောက်သားလဲလိုက်ကြပါတယ်ချူချူကလည်းမတန်တင်မှုအသင်ဖြစ်နေပါပြီလေနှစ်ယောက်သားမတန်တင်လို့ပြီးမှတခင်မလေးပြီးပြီလို့ပြောတာတော့မခွာရသေးပါဘူးတခါပြောလိုက်တော့မှရန်ရှိတယောက်ရှက်ကိုရှက်ခန်းထားပြေးပြီလေတစ်ဖက်မှာလည်းချမ်းလီတယောက်ကတော့သူ့ဖို့ဘေးတန်းစီကနေဝယ်လာခဲ့တဲ့ဈေးလုံးကိုတိုက်လိုက်ပါတယ်အဲဒီအချိန်မှာသူ့ဖေနဲ့အန်တီလေးတို့ကမြင်ပြီးတော့ချမ်းလီမင်းဘာလုပ်နေတာလဲမင်းဖို့ကိုဘာသေးတိုက်လိုက်တာလဲဆိုပြီးစပြီးစူပါတော့တယ်ချမ်းလီကလည်းသူမရွှေရင်းကား3သိန်းနဲ့ဝယ်လာတဲ့ဝင်းညင်ပြန်ကောင်ဈေးလုံးတိုက်နေတာဖြစ်ကြောင်းတေးသေးချာချာလေးရှင်းပြနေပါတယ်သူ့ဖေကရွှေရင်းကား3သိန်းနဲ့ဝယ်လာတယ်ဆိုတာကိုသိရတဲ့အခါပို့ပြီးတော့အံ့ဩတုန်လှုပ်သွားပြီလေဘာလို့လဲဆိုရင်အဲဒီဈေးလုံးကအလွန်ရှားပါတဲ့အတွက်ကြောင့်ငွေ3သိန်းနဲ့ဝယ်လို့မရလို့ပါအဲဒီဈေးကအထူးဖြစ်နေဘယ်လိုလုပ်မလဲဘာတွေယူထားနေတာလဲဆိုပြီးစူနေတော့မှပဲအဖိုးကြီးကတတိမရအနေကောင်းတိုင်းနှိုးထားလာတယ်လေအဲ့ခါကျမှပဲအကုန်လုံးလည်းချမ်းလီတက်လိုက်တဲ့ဈေးလုံးကအစ်စ်ဖြစ်တယ်ဆိုတာကိုသိလိုက်ရပြီးဝမ်းသာနေကြပြီလေပေထန်းတရားလင်းအောင်ခေါ်ထုတ်လိုက်ပြီးကဲငါတို့လန်ဟော်တိုင်းကြီးအောင်တော့ကိုချိန်ကြပြီဆိုပြီးမြောက်သားထွက်လာကြပြီလေလန်ဟော်တိုင်းကြီးဆိုတာကတော့ကျင့်ကြံသူတွေအတွက်အမြင့်ဆုံးကြောင်းတော့ဖြစ်ပြီးဝင်ခွင့်ရဖို့ကလည်းအရန်ဟိုမှာခက်ခဲပါတယ်ဝင်ခွင့်ရပြီဆိုရင်လည်းပညာရေးဆိုင်ရာအမွေနေ့အရင်းမြစ်တွေကိုအများကြီးရရှိနိုင်မှာပါလန်ဟော်တိုင်းကြီးကနေတဆင်းပို့ပြီးစင်းမြင့်နဲ့ရှန်ဟော်ကျောင်းတော်ကိုလည်းဝင်ခွင့်ရအောင်မှာပါအကြီးက6ကတော့ပေထန်းလာတာမြင်ပြီးဝမ်းသာတကြီးစီးကျူနေပါတယ်ကျောင်းတော်ကျောင်းလေးလာဖို့အတွက်လည်းကျောင်းစင်းပြတစ်ခုကိုထုတ်ပေးလာတယ်လေပေထန်းကြီးမင်းရဲ့ပထမဆုံးသင်ခန်းစာကိုတော့အဆောင်လို့ဆရာတွေကသင်ပေးလိမ့်မယ်မင်းကောင်းကောင်းကျင့်ကြံရေးသားမခုနဲ့ဆိုပြီးပေထန်းကျင့်ကြံရမယ့်နေရာကိုပြပြီးတော့ပြန်လဲထွက်သွားပါတယ်အဲဒီအချိန်မှာပေထန်းဆိုတဲ့ခေါ်တဲ့နဲ့တူဟန်ဖုံးရောက်ရှိလာတယ်လေဒီတစ်ခေါက်ကတော့သူတယောက်တည်းမဟုတ်တော့ပါဘူးသူ့ဘော်တာတယောက်ပါလာတယ်လေပေထန်းကတော့ဗာလဲရေတစ်ခေါက်ကသင်ခန်းစာမလုံးလုံးသေးဘူးလားလို့မေးလိုက်တော့ဟန်ဖုံးကရေတစ်ခေါက်ကငါသဘောထားကြည့်ပြီးရှော့ထားပေးလိုက်တာဒီတစ်ခေါက်တော့မရတော့ဘူးဆိုပြီးလေကြီးနေပါတယ်မင်းကမိုက်တဲ့ခေါင်းပဲကွာမင်းသာသိဉာဏ်ရှိရင်ငါနဲ့ဝေးနေတယ်မဟုတ်ရင်ငါထက်ရိုက်မိလိမ့်မယ်လို့ပေထန်းပြောလိုက်တော့ဟန်ဖုံးဘေးကကောင်ကတော့သူ့ကိုယ်သူဗလားရှိတယ်ဆိုပြီးတော့ဒီလောက်မောက်မာနေတဲ့ကောင်ငါဘလို့တီးမလဲဆိုတာကြည့်နေလို့ပြောနေလို့ရှိသေးတယ်ပေထန်းတယောက်နောက်ဘက်ကိုရောက်သွားပြီးသူ့ကိုရင်တီးလိုက်ပြီလေနောက်ပြီးမြောက်သားဇက်တိုက်တီးနေကြပါရဲ့ပေထန်းကသူ့ရဲ့ဆောင်းရကောင်းဆုံးလက်တီးချက်ဖြစ်တဲ့ပေါင်ရန်ကျုံကျုံချင်းကွာမြင်ကြည့်လိုက်ရော့ဆိုပြီးတီးထုတ်လိုက်တော့မောင်ဗလားတယောက်လွတ်ထွက်သွားပြီလေဒါတော့မကျင်းနေသေးပဲထက်တိုက်ကိုလှုပ်လိုက်တဲ့အချိန်မှာချမ်းလီတယောက်ရောက်လာခဲ့ပါတယ်မန်ပေါင်းနဲ့ဟန်ဖုံးကချမ်းလီကိုတော့မလုံစားနိုင်ပါဘူးဘာဖြစ်လို့ဆိုချမ်းလီကဆရာတို့မှဖြစ်နေလို့ပါမကြည့်မနဲ့ပဲနှကောင်းသားလက်ထွက်သွားကြတယ်လေချမ်းလီကတော့သူ့ဟိုကယ်တင်ပေးခဲ့တဲ့ပေထန်းကိုကျေးဇူးဆက်တဲ့အနေနဲ့ရွှေတင်က9သိန်းတန်မှုရှိတဲ့လောရှင်ရွှေကတ်ကိုထုတ်ပေးလာပါတယ်အဲဒီလောက်ပတ်စံဆိုရင်တော့ပေထန်းအတွက်လေ့ကျင့်နိုင်မယ်အဓိကရင်းမြစ်တွေကိုဝယ်ယူနိုင်မှာပါပေထန်းတယောက်သူ့ရဲ့ဆောင်မှာပဲကျင့်ကြံရေးရင်းမြစ်တွေကိုတုံးချပြီးကျင့်ကြံနေပါတယ်ခဏကြာလေ့ကျင့်ပြီးကျေချောက်ပွင့်တိုင်းပညာရှင်အဆင့်ကိုအောင်မြင်စွာရောက်ရှိခဲ့ပါတယ်ဒါနဲ့မကားသေးပဲသူကမြေအဆင့်အမြင့်ဆုံးတိုင်းပညာဖြစ်တဲ့မီလီယံချီလန်ကိုလေ့လာခဲ့ပြီးသူ့ရဲ့အဓိကတိုင်းပဲဖြစ်တဲ့ပေါင်ရန်ကျိုးကျုံချင်းနဲ့ပေါင်းစပ်လိုက်တော့စွမ်းအားတွေပူတိုးလာရလေပေထန်းတယောက်ကျင့်ကြံရေးနဲ့နောက်ဆုံးမှာတော့ကျေကိုဝင်တိုင်းပညာရှင်အဆင့်ကိုရောက်ရှိသွားပြီလေတိုင်းဆရာအဆင့်ကိုရောက်ဖို့တဆင်းမဲလို့တော့တာပါ၃ရက်ပြည့်လို့ပေထန်းကျင့်ကြံပြီးထွက်လာတော့မော်ဟန်နဲ့ရှမ်းရော်ရန်ကိုပါတွေ့လိုက်ရတယ်လေခုနှစ်ယောက်ကတော့သူ့ကိုသိမကြည့်ပါဘူးအဲ့ဒီချိန်မှာရီရှိဆိုတဲ့ကောင်မလေးကပေထန်းစီကိုပြေးလာပြီလေသူကတော့ခိုင်းလူညီမလေးပါဒီကားရဲ့ sorry ရမ်းများနေပါပြီအကြီးက6ကတော့ပေထန်းရဲ့လင်းမြန်တဲ့တိုးတက်မှုကိုကြည့်ပြီးအံ့ဩနေပြီလေမင်းကျင့်ကြံတာမြန်လိုက်တာကွာတိုင်းပြည်ကျောင်းတစ်ခုပိုင်ရှင်ပေးတာပါပြီလေကျောင်းတော်ရဲ့ပါရမီရှင်မတန်ကိုချိုးပြတ်တော့မှာပဲဆိုပြီးချီကျူးနေရပြီလေကြီးက6ကပဲကျောင်းရဲ့ပထမဆုံးသင်ခန်းစာကတော့ကျောင်းသားဟောင်းတွေနဲ့တိုက်ခိုက်ရမယ်ကျောင်းသားဟောင်းတယောက်ကိုနိုင်ရင်အမှတ်1000ရမယ်အဲ့ဒီအမှတ်တွေကိုတော့ကျင့်ကြံရေးအရေးမြစ်တွေနဲ့လဲလို့ရတယ်2ယောက်ကိုနိုင်ရင်2000 3ယောက်ကိုနိုင်ရင်3000ရမယ်ဆိုပြီးပထမဆုံးသင်ခန်းစာကျောင်းကိုရှင်းပြလိုက်ပါတယ်ပေထန်းကတော့ချက်ချင်းပဲအမှတ်2000ရဖို့သူ့ရဲ့ရန်သူဟောင်းလည်းဖြစ်ကျောင်းသားဟောင်းတွေလည်းဖြစ်တဲ့ဟန်ဖုံးနဲ့မန်ပေါက်ကိုတဲစိန်ခေါ်လိုက်ပြီလေဟိုနှကောင်ကလည်း2ယောက်တယောက်ဆိုတော့4ရစားကြည့်ပါပြီပေထန်းမင်းခုလိုမမရဲ့အတွက်အဲ့ဒီကျိုးဆက်ကိုနောက်လာရစီရမယ်ဆိုပြီးချင်းချောက်လိုက်ပါတယ်ပေထန်းကတော့နောက်တာဆိုတာဘာလဲငါမသိဘူးတီးပါလားမတီးဘူးလားဆိုပြီးစိန်ခေါ်လိုက်ပြီလေ3ယောက်သားစပြီးတီးနေကြပါပြီဟန်ဖုံးနဲ့မန်ပေါက်ကအရင်တိုက်လိုက်ပါတယ်ပေထန်းပြန်တီးလိုက်တာသူတို့ပဲနောက်ကိုပြန်လွှင့်သွားတယ်လေပေထန်းကလည်းမင်းတို့နှစ်ကောင်ဒီလောက်ရည်ချင်းလေးနဲ့များအကြောင်းသားတစ်တွေကိုပညာပြခြင်းသေးတယ်ဘယ်ရတတိတွေရနေလို့လဲလို့ပြောလိုက်တော့ဟိုနှစ်ကောင်တင်းပြီလေဒါနဲ့ပဲနှစ်ယောက်သားထားပြီးထပ်တိုက်ကြပြန်ပါတယ်ဒါပေမဲ့လည်းအထက်လိုက်နောက်ကိုပြန်လည်သွားရတယ်လေအကြီးက6ကလည်းဒီကောင်လေးရဲ့တိုင်းကျင်တွေကရွှမ်းစင်းတက်ဆင်းမနေဘူးအဲ့ဒီတိုင်းကျင်တွေကငါတို့ကြောင့်မှရှင်အကြောင်းတော်ကြီးတိုးတက်မှဆိုပြီးတော့ဘေးကနှစ်ယောက်ကိုပြောနေတယ်လေပေထန်းကိုအစင်းမြင့်ဆရာတယောက်ကတင်ကြားပေးနေတယ်လို့လည်းထင်ကြီးပေးနေကြပါတယ်ဟိုနှစ်ယောက်ကတော့မမှတ်သေးပါဘူးထပ်တီးအောင်မှဆိုပြီးဟန်ဖုံးကမူရွယ်ပိုင်းဖြတ်ခြင်းမန်ပေါက်ကမြေကြီးကိုတုံလုံးခြင်းနဲ့ထပ်တိုက်ကြပြန်ပြီလေဒီတစ်ခါလည်းခဝေးကိုပဲနှကောင်သားလဲထွက်သွားရပြန်ပါတယ်ပေထန်းကတော့မှလောက်သားလောက်ကိုတီးထုတ်နေရပါပေထန်းတယောက်ကတော့အစင်းမှတက်သွားပြန်ပါတယ်တိုင်းဆရာဆင်းကိုရောက်သွားပြီလေတင်မျိုးခန္ဓာပြောင်းလဲခြင်းမှဖြစ်ပေါ်လာတော့အကြီးကဲတွေလည်းအံ့ဩနေရပြီလေတင်မျိုးခန္ဓာဆိုတာတိုင်းဝင်းရဲ့အဆင်းကိုရောက်မှာပဲဖြစ်ပေါ်လာမှာပါအဲ့ဒါတော့လူနည်းစုလောက်ပါပဲပေထန်းကတော့တိုင်းဆရာဆင်းမှလည်းဖြစ်ပေါ်လာတာဆိုတော့အကြီးကဲတွေအံ့ဩတာမဆန်းပါဘူး
ငါ့ကိုစင်တန်းအောင်လုပ်ပေးလို့ကျေးဇူးတင်တယ်မင်းတို့ကိုကျေးဇူးဆက်ရမှာပေါ့ဆိုပြီးဟိုနှကောင်ကိုအသေးလိုက်တီးနေပြီလေဒါတော့ဟိုနှကောင်ကလေမလျှောသေးပါဘူးအရှုံးပေးပြီလားဆိုတာကိုဒီလောက်ခံနေရတာတော့မပေးသေးဘူးလေလင်ဟန်ညှိုးလိုက်တော့မှပဲနှကောင်သားအရှုံးပေးပါပြီနမလို့တော့ပါဘူးဆိုပြီးအခုဒီခုံးချနေပါရဲ့အကြီးကဲဘက်ကိုလှည့်ပြီးကျွန်တော်ကိုမနှထောင်ရပြီလားဆိုပြီးမေးလိုက်တော့ဟိုကလည်းချက်ချင်းပဲထုတ်ပေးတယ်လေစုပြီးထန်မင်းကကိုပူကြီးမတဲ့အားအသင်းနေရာယူဆောင်လာပြီးဖို့မျောလင့်ပါတယ်ဆိုပြီးအကြီးကဲဘက်ကပြောလာပြီလေနောက်နေ့မနေ့မှာတော့ပေထန်တယောက်တိုင်းချင်းတွေယူဖို့ထွက်လာခဲ့ပါတယ်ပေထန်ကိုမြင်တော့ရှိကအခုပေထန်လာပြီပဲဆိုပြီးမြောက်သားစကားပြောရင်တိုင်းချင်းတွေခတ်မာတွေကိုဝင်လာခဲ့ကြတယ်လေအထဲမှာတော့ရှမ်းရော်ရန်တို့နဲ့ဆုံပြီလေရှမ်းရော်ရန်ကတော့မကျင်နေသေးပါဘူးဘာလို့ဆိုဇလန်းစားရင်သူကဘဲချင်းစော်လေးဖြစ်နေလို့ပါအဲ့ဒီချိန်ပဲမင်းတို့လေးရောက်လာကြပြီလားငါနောက်လိုက်ခဲ့ကြဆိုပြီးအကြီးကဲ6ကခေါ်သွားပါတယ်တိုင်းချင်းတွေခတ်မာမှာတော့ကျင်းနေနေပဲရှိတာပါတိုင်းစီရင်တွေကိုလိုချင်ရင်တော့အမတ်တွေနဲ့လဲရမှာပါအမတ်တွေရဖို့လည်းမလွယ်ပါဘူးရွှန်စင်းတိုင်းချင်းတွေတကူရဖို့ဆိုရင်ရမတ်တွေကိုတစ်နှစ်လောက်စုရမှာပါလန်ဟောကျောင်းတော်ကြီးမှာအတွင်းတစ်ပတ်နောက်တစ်မျိုးခေါ်ရင်ဒီကတစ်ပတ်9ယောက်ပဲရှိပါတယ်။ကျောင်းသားတစ်တွေကအတွင်းတစ်ပတ်နေရာရရင်တော့အခုလက်ရှိအတွင်းတစ်ပတ်တွေကိုစာသင်နေတဲ့နှစ်စာအတွင်းမှာတိုက်ခိုက်နိုင်ယူနိုင်မှအတွင်းတစ်ပတ်နေရာကိုရမှာပါ။ဒီလိုနဲ့ပဲလန်ဟောတိုင်းကြီးရဲ့တိုင်းချင်းတွေထားရှိတဲ့နေရာကိုရောက်လာပါပြီ။တိုင်းချင်းတွေမှာအနီရောင်ကမီးထွက်စင်ချင်းနဲ့အပြာရောင်ကရေအစိမ်းရောင်ကတစ်သားခရမ်းရောင်ကလက်စီအဝါရောင်ကမြေထွက်စင်ဆိုပြီးအရောင်တွေလိုက်ခွဲထားပါသေးတယ်။အရောင်မရှိတာတော့ဘာထွက်စင်မှမပါတဲ့တိုင်းချင်းတွေမှာတယောက်ကိုကျင်းနေနှစ်ခုထပ်ပို့ပြီးယူလို့မရပါဘူးကိုပိုင်ဆန်းစာကိုတုံးပြီးတော့ကိုယ့်ရဲ့အတိုင်းသွေးကြောနဲ့ကိုင်းကြီးရဲ့ထွက်စင်ကိုရွေးချယ်နိုင်ပါတယ်တိုင်းချင်းတွေရဲ့လင်းရောင်ပိုတော့ပါလေးလေးအစင်းရပုံမြင့်လေးလေးပါလင်းမြေစင်းကျင်းနေနေဆိုရင်တော့တားရဲ့ပုံစံလေးဖြစ်ပြောင်းလဲပြီးပြန်လဲတိုက်ခိုက်နိုင်ပါသေးတယ်တိုင်းချင်းတွေရွေးချယ်ဖို့အတွက်အမွေးတိုင်းတိုင်းသားပဲချိန်ရမှာပါအဲ့ဒီအချိန်သာလွန်သွားရင်တော့နောက်တစ်နေ့ပြန်လဲစောင့်ရမှာဖြစ်ပါတယ်မင်းတို့မှတ်ထားမှာအစင်းမြင့်တာကိုပဲမမော်နဲ့ကိုယ့်ရဲ့ရှင်နဲ့ခန့်ကြီးတာကိုပဲရွေးချယ်ဆိုပြီးအကြီးကဲကကျင်းနေလိုက်ကိုဖွင့်လိုက်ပါတယ်လိုင်းကိုပွင့်သွားပြီးကျင်းနေနေလဲထွက်လာပြီလေဘေးထန်းထွက်ကတော့ဒီတန်းကျင်းနေနေရမရှိလဲဖြစ်ပါတယ်ဘာဖြစ်လို့ဆိုသူရထားတဲ့ဘူဘီသူ့ဘီရဲ့မညံနေမှာတန်းကျင်းနေနေအများကြီးရှိနေလို့ပါဒါပေမဲ့လည်းလက်ရှိသူ့ရဲ့ခန္ဓာကိုယ်စဉ်ကအရန်နေသေးလို့အဲ့ဒါတွေကိုကျင်းညံလို့မရသေးပါဘူးအဲ့ဒါကြောင့်ပဲသူကသူ့ရဲ့ခုလက်ရှိစဉ်နဲ့ချက်ချင်းလေးကျင်းနိုင်မယ်အစင်းနေကျင်းနေကိုပဲရွေးချယ်ဖို့ဆုံးဖြတ်ထားပါတယ်ရှိကျင်းနေရဲ့နောက်ဘက်ကနေပြီးအကောက်ထိုးပေါက်လိုက်ဆိုတော့ဟိုကလည်းချက်ချင်းလုပ်ပြလိုက်ပြီလေရှိတယောက်ဘေးထန်းရဲ့ပြောပြမှုကြောင့်အစင်းနေရွှန်ကြီးအစင်းရှိတဲ့တက်တာထွက်စင်ကျင်းတွေကိုရသွားပါတယ်ဒီလိုနဲ့ပဲကျင်းနေရေးနေကြရင်ရှိအစင်းနေကျင်းနေနှစ်ခုဘေးထန်းကတော့လဲကျင်းနေနှစ်ခုတီရသွားကြပြီလေဟိုတယောက်ကတော့မရကြသေးပါဘူးအဲ့ဒီချိန်ပဲတုံးကမွေးဖြစ်သွားပြီးနေမြေစင်းရှိတဲ့ဆွေးရည်ကျင်းနေထွက်ပေါ်လာပါတယ်အဲ့ဒီကျင်းနေကတော့ကျောင်းတော်ရဲ့အစင်းမြေတိုင်းကျင်းစဉ်6ခုတည်းကတစ်ခုပါကျင်းညံမှုလည်းခက်ပါတယ်အကုန်ဝိုင်းတိုက်ကြပြီးကျင်းတွေကိုသူတက်ငါဥအောင်ယူနေကြပြီလေနောက်ဆုံးမှာတော့ဘေးထန်းပဲရလိုက်တာပါချိန်ရလဲပြီးတော့မယ်လေဟိုတယောက်ကတော့အစင်းနေကျင်းနေတစ်ခုစီပဲရလို့မကျင်းတတ်ပါဘူးအဲ့ဒီချိန်ပဲပတ်ဝန်းကျင်တစ်ခုလုံးအေးခဲလာပြီးတော့ဘေးထန်းတယောက်ကျင်းညံမှုခက်ခဲပါတယ်ဆိုတဲ့ကျင်းတွေကိုအောင်မြင်သွားပြီလေအကြီးကဲကိုယ်တိုင်တော့အံ့ဩသွားရပါတယ်နောက်တစ်ခါမှာတော့ဘေးထန်းတယောက်တည်းရှိနေချင်းချမ်းလူရောက်လာပြီးစကားပြောနေတဲ့အခန်းလေးနဲ့ဆုံးသက်ထားပါတယ်ဒီပိုင်းလေးကတော့ဒီလောက်ပါပဲဗျအတစ်တစ်တွေကိုနေနဲ့နေဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်မဖုတ်ပါအားလုံးကျေးဇူးတင်ပါတယ်ဗျ